မျက်မမြင်လမ်းပြခွေးဖြစ်ဖို့အရေးချင်းစစ်တဲ့အခါတခြားခွေးလေးတွေကတင်တန်းဆရာစီအလူရက်တိုးဝေးပြေးသွားကြပေမဲ့ခွေးလေးတစ်ကောင်ကတော့သူ့တခင်ရဲ့အမိန့်ကိုပဲငူငူငောင်ငောင်နဲ့စောင့်နေခဲ့ပါတယ်။တခင်ကခွင့်ပြုလိုက်တော့မှတင်တန်းဆရာစီကိုပြေးသွားပြီးတော့ဘာသာမှမထွက်ပဲငြိမ်ငြိမ်လေးနဲ့ဆရာရှိမှထိုင်ပြီးဦးကြောင်ကြောင်လေးစိုက်ကြည့်နေတာပါ။ဟဲလိုကျွန်တော်ကိုလိုအပ်လို့လားလို့မေးနေတယ်လို့ပါပဲ။ဒါပေမဲ့တကယ်တမ်းရွေးခံလိုက်ရတာကတော့ဘာမှထူးခြားပုံမရတဲ့ဒီခွေးလေးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုချက်တွေကပဲလမ်းပြခွေးတစ်ကောင်မှရှိတဲ့နဲ့မရှိမဖြစ်အရေးချင်းတွေဖြစ်နေလို့ပါပဲ။အဲ့ဒါနဲ့ရှောင်ကျူလေးဟာသူ့တခင်ကိုခွဲခွာပြီးမိုင်ပေါင်းထောင်ချီဝေးတဲ့လမ်းပြခွေးတင်တန်းကျောင်းကိုသွားခဲ့ပါတယ်။ချစ်စရာကောင်းတဲ့ရှောင်ကျူလေးကိုမြင်တော့တင်တန်းဆရာကသူ့ကိုချက်ချင်းကြီးတင်တန်းမပေးသေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ရှောင်ကျူလေးကငယ်လွန်းသေးတယ်လို့လမ်းပြခွေးတစ်ကောင်ရဲ့ကလေးဘဝကိုမေတ္တာတရားတွေပြည့်နှက်နေတဲ့ပတ်ဝန်းကျင်မှာပဲဖြတ်တန်းစေတင်တာကြောင့်ပါနောက်တစ်ချိန်အလုပ်လုပ်တဲ့အခါလူသားတွေအပေါ်ယုံကြည်မှုရှိလာအောင်လို့အခုလိုလုပ်ရတာဖြစ်ပါတယ်။ဒါကြောင့်ရှောင်ကျူလေးကိုခွေးချစ်တတ်တဲ့မိသားစုတစ်ခုစီမှာခိတ္တအပ်ထားလိုက်ပါတယ်။ရှောင်ကျူလေးဟာအဲ့ဒီမှာအရန်ပျော်စရာကောင်းတဲ့ကလေးဘဝကိုဖြတ်တန်းခဲ့ပါတယ်။သူ့မှာကိုယ်ပိုင်ခြံဝင်းလေးလည်းရှိပါတယ်။သူကဘိုက်ဝအောင်စားပြီးရင်အိတ်လိုက်တာပါပဲ။နိုးလာရင်လည်းတခင်ဝယ်ပေးထားတဲ့အယုတ်လေးတွေနဲ့ကစားလေးရှိပေမဲ့ပျော်စရာအချိန်တွေကတော့အမြဲတမ်းတူတောင်းလာပါတယ်။အဲ့ဒီညမှာတော့ကောင်းကင်ရံကနေနှင်းပွင့်လေးတွေရုတ်တရက်လွင့်စင်ကျလာပါတော့တယ်။ရှောင်ကျူလေးကတစ်နှစ်တောင်မပြည့်သေးပေမဲ့ခွဲခွာရမယ့်နေ့ကရောက်လာခဲ့ပါပြီ။နောက်နေ့မှာတော့သူ့တခင်ကသူ့ကိုချယ်ရီပင်အောက်မှာနောက်ဆုံးအကြိမ်ဖြစ်လမ်းလျှောက်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့တခင်ဖြစ်သူကစိတ်မကောင်းခြင်းများစွာနဲ့ရှောင်ကျူလေးကိုကားပေါ်တင်ပေးလိုက်ရပါတော့တယ်။ဘာပဲဖြစ်ဖြစ်ရှောင်ကျူလေးမှာကလှုပ်ဆောင်ရမယ့်မြင့်မြတ်တဲ့တာဝန်တစ်ခုရှိနေတာကိုကားပေါ်ကနေဦးကြောင်ကြောင်လေးနဲ့လှမ်းကြည့်နေတဲ့ရှောင်ကျူလေးကိုမြင်တော့တခင်ဖြစ်သူဟာစိတ်မထိန်နိုင်ပဲငိုချလိုက်ပါတော့တယ်။မခွဲနိုင်မခွာနိုင်ဖြစ်ပြီးသူတို့ဟာကားနောက်ကိုလိုက်ပြေးရင်းလိုက်ပို့ပေးခဲ့ကြပါတယ်။မကြခင်မှာပဲရှောင်ကျူလေးဟာလမ်းပြခွေးတင်တန်းကျောင်းကိုပြန်ရောက်သွားပါတယ်။ဒါပေမဲ့အိမ်မှာအစားကောင်းတောက်ဖွယ်တွေနဲ့နေသားကြနေခဲ့တာကြောင့်ပထမဆုံးနေ့မှာတင်သူဟာလုံးဝအသားမကျသလိုခံစားနေရပါတယ်။ရှောင်ကျူလေးဟာဒီကအရသာမရှိတဲ့ခွေးစာတွေကိုမကြိုက်တာကြောင့်ခွက်ကိုတောင်ဆက်ဆုပ်ရွံရှာစွာနဲ့ကန်ထုတ်ပစ်ခဲ့ပေမဲ့ဒီမှာတော့သူ့ကိုဘယ်သူမှအလိုမလိုက်ကြပါဘူး။နောက်နေ့တင်တန်းဆင်းတဲ့အခါမှာတော့သူအရန်ပိုက်စာနေတာကြောင့်တွေ့တဲ့အရာမှန်သမျှကိုအငမ်းမရစားပါတော့တယ်။နောက်ပိုင်းအမိန့်နာခံတဲ့တင်တန်းတွေမှာတခြားခွေးတွေကလိမ်မာကြပေမဲ့ရှောင်ကျူတစ်ကောင်လည်းပဲမြေကြီးပေါ်မှာပြင်းရပြင်းရွဲနဲ့ထိုင်နေပြီးဘယ်မှမရွေ့ပါဘူး။တင်တန်းဆရာကတော့ရှောင်ကျူဟာလမ်းပြခွေးတစ်ကောင်ဖြစ်ဖို့အရေးချင်းမမီတော့ဘူးလို့ယူဆပြီးစိတ်ပြက်လက်ပြက်နဲ့ကြည့်နေခဲ့ပါတယ်။ကံကောင်းတာကတင်တန်းဆရာဟာလက်မလျှော့ခဲ့ပါဘူး။သူကရှောင်ကျူလေးရဲ့ဘိုက်ကအမှတ်လေးကိုပုတ်ပေးပြီးအားပေးခဲ့တယ်လို့ဒီလောက်ထူးခြားတဲ့ခွေးမျိုးတစ်ခါမှမမြင်ဘူးကြောင်းပြောခဲ့ပါတယ်။အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာပဲရှောင်ကျူလေးကနားလည်သွားပုံရပါတယ်။နောက်ဆုံးတော့သူဟာလိုက်နာလှုပ်ဆောင်လာပါတော့တယ်။ရက်တော်ကြာတင်တန်းပေးပြီးတဲ့နောက်ရှောင်ကျူဟာတာမန်လမ်းပြခွေးတစ်ကောင်ပဲဖြစ်လာလိမ့်မယ်လို့ဆရာကထင်ခဲ့ပေမဲ့တနေ့မှာတော့ဆရာကအပြင်ကိုခဏသွားစရာပေါ်လာပါတယ်။မသွားခင်မှာသူကရှောင်ကျူလေးကိုဒီတိုင်းငြိမ်ငြိမ်လေးစောင့်နေဖို့မှာထားခဲ့တာကြောင့်ရှောင်ကျူလေးဟာတနေကုန်မြေကြီးပေါ်မှာဝတ်ပြီးစောင့်နေခဲ့ပါတယ်။စီကန်းကြီးတဲ့တင်တန်းဆရာကိုယ်တိုင်တောင်ရှောင်ကျူလေးကိုမေ့သွားခဲ့တာပါ။နောက်နေ့မှာတခြားခွေးတွေကိုတင်တန်းပေးနေရင်းနဲ့တင်တန်းဆရာဟာမယုံနိုင်စရာမြင်ကွင်းတစ်ခုကိုရုတ်တရက်တွေ့လိုက်ရပါတယ်။အံ့ဩစရာကောင်းတာကရှောင်ကျူလေးဟာအဲ့ဒီနေရာမှာတနေကုန်စောင့်နေခဲ့တာပဲဖြစ်ပါတယ်။မမျှော်လင့်ပဲရှောင်ကျူလေးဟာလမ်းပြခွေးတစ်ကောင်မှာရှိတဲ့အရေးချင်းတွေကိုမွေးရပါပိုင်ဆိုင်ထားပါတယ်။သူဟာသူ့ရဲ့ဗီဇတွေကိုအနိုင်ယူနိုင်တယ်လို့သူ့ရဲ့အလိုရမတ်တွေကိုလည်းထိန်းချုပ်နိုင်ပါတယ်။ဒါဟာလူသားတွေတောင်လှုပ်ဖို့ခက်ခဲတဲ့အရာတစ်ခုပါသူ့ကိုပို့ပြီးအံ့ဩသွားစေတာကတော့ပေါင်းတင်းဆက်ဆံရေးတင်တန်းတွေမှာရှောင်ကျူလေးရဲ့ထူးထူးခြားခြားတော်နေတာပဲဖြစ်ပါတယ်။လေကားတွေပဲဖြစ်ဖြစ်လမ်းထောင့်တွေပဲဖြစ်ဖြစ်သူဟာအလွယ်တကူမှတ်မိနိုင်ပါတယ်။ဒါအပြင်သူဟာလူတွေကြားထဲမှာလည်းကြောက်ရွံ့မနေပဲတင်တန်းဆရာရဲ့ညွှန်ကြားချက်တွေကိုတည်တည်ငြိမ်ငြိမ်နဲ့အာရုံစိုက်နားထောင်ခဲ့ပါတယ်။ဒီလောက်တော်ပြီးလိမ္မာတဲ့ရှောင်ကျူလေးကိုကြည့်ပြီးတင်တန်းဆရာကပိုပြီးချစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတင်တန်းဆရာဟာမျက်မမြင်မျိုးသားတစ်ယောက်ကိုသတိထားမိသွားပါတယ်။သူကရှောင်ကျူလေးကိုအဲ့ဒီလူစီအမြန်ခေါ်သွားပြီးလမ်းပြခွေးနဲ့အတူလမ်းလျှောက်ကြည့်ဖို့မျှော်လင့်ခဲ့ပေမဲ့လောကကြီးကိုစိတ်ပြက်နေတဲ့အဲ့ဒီလူကတော့တရိတ်ဆန်တကောင်ရဲ့နောက်လိုက်ရတာထက်အိမ်မှာပဲအိတ်နေတာကပိုဆိုးတယ်လို့ပြောလိုက်ပါတယ်။တင်တန်းဆရာကတော့လက်မလျှော့ပဲအဲ့ဒီလူနောက်ကိုတကောက်ကောက်လိုက်ပြီးရှောင်ကျူလေးရဲ့အရေးချင်းတွေကိုထက်ခါတလဲလဲအာမခံခဲ့တာကြောင့်နောက်ဆုံးမှာတော့အဲ့ဒီလူစိတ်ပြောင်းသွားခဲ့ပါတယ်။သူကလမ်းပြကြိုးကိုသတိထားပြီးကင်လိုက်ကစမ်းသပ်ဖို့ပြင်ဆင်လိုက်ပါတယ်။အစပိုင်းမှာတော့သူတို့နှစ်ယောက်ရဲ့ဟန်ချက်ကလုံးဝမညီသေးပါဘူး။လမ်းလျှောက်တဲ့အခါသူ့ခန္ဓာကိုယ်ကြီးကတောင့်တင်းနေခဲ့ပါတယ်။လမ်းမပေါ်ရောက်တော့လဲအဲ့ဒီလူကစွတ်တရွတ်လုံနေခဲ့ပါတယ်။ရှောင်ကျူကသူ့ရဲ့လက်ကင်တုပ်လောက်တောင်အသုံးမကျဘူးလို့သူကပြောခဲ့ပါသေးတယ်။ကိုယ့်ရဲ့နေရာတိုင်းမှာလဲရှောင်ကျူရဲ့လမ်းပြမှုကိုလုံးဝမယုံကြည်ပဲလမ်းကြောင်းကိုထက်ခါတလဲလဲစစ်ဆေးနေခဲ့ပါတယ်။သူနဲ့ရင်းနှီးတဲ့လမ်းပိုင်းကိုရောက်တဲ့အခါမှာတော့သူ့ရဲ့မာနတွေကပြန်တက်လာပါတယ်။သူကကိုယုံကြည်မှုလွန်ကဲသွားတာကြောင့်ကုန်တင်ကားတစ်စီးနဲ့တိုက်မိမလို့တော့ဖြစ်သွားခဲ့ပါတယ်။ကံကောင်းတာကရှောင်ကျူလေးကအချိန်မီတားဆီးပေးခဲ့ပါတယ်။တနားရီလောက်ကြာမဲ့ခရီးကို10မိနစ်တည်းနဲ့အရောက်သွားနိုင်ခဲ့ပါတယ်။ဒါကပဲအဲ့ဒီလူကိုရှောင်ကျူလေးပေါ်အကြီးအကျယ်အထင်ကြီးသွားစေခဲ့ပါတယ်။